Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမအလုပ်တိုင်းလိမ့်နေကြဖြစ်တဲ့ daily makeup လေးလိမ့်ပြမှာပဲဖြစ်ပါတယ်ရှင်ကျမပထမဆုံး setting spray ဖြတ်လိုက်တယ်ရှင်ပြီးမှကျမစီရင်လိမ့်ပါတယ်ပြီးရင်တော့ကျမကတော့အချောင်းနည်းနည်းခံချင်လို့ချောက်ခံလိုက်ပါတယ်ရှင်အဲ့ဒါပြီးရင် moisture လိမ့်ပါတယ်ရှင် moisture ဒီ moisture တော့တော်တော်လေးကောင်းတယ်တကယ်သူများတွေလည်းအခုအရန်review ပေးလို့ဝယ်လိုက်တာတကယ်ကောင်းပါတယ်ရှင်။တနေ့ကုန် makeup မကွက်စီဘူး။လုံးဝ glow look ကိုရတယ်ပေါ့နော်။ပြီးရင်ကျွန်မ6ခန့်ပါတယ်ရှင်။အဲ့ဒါပြီးမှပဲ sunscreen လေးပါမယ်။ sunscreen ကတော့နည်းနည်း whitening ဖတ်သွားတယ်ပေါ့။လိမ့်လိုက်တော့ preview လေးဖြစ်တယ်။ဒါပေမဲ့ plan လိုက်ပြီးဆိုတော့သူ့နေရာနဲ့သူတော့နေရာကျတယ်ပြီးတော့ကွက်တာတွေမရှိပါဘူးရှင်။ပြီးတော့ကျမရဲ့အရင် favorite ဖြစ်ရတဲ့ foundation လေးနှစ်ရောင်ရောပြီးမှလိမ့်ပြပါမယ်နော်ပန်းရောင်ဖောက်တဲ့အရောင်နဲ့ညိုညိုလေးအရောင်ကိုရောလိုက်ပါမယ်ပြီးရင်ကျမရဲ့ဝတ်ချံလေးတွေဘလောက်ဖုံးသွားလဲဆိုတော့ကြည့်လိုက်နော်အဲ့လို coverage ပေးလို့ပဲကျမဒီ foundation ကိုအရန်ကြိုက်နေပါပြီလို့အမြဲတမ်းလေးလိမ့်ဖြစ်တယ်ပေါ့နော်ဒီ foundation ကျတော့ကြည့်လိုက် blend လိုက်တာနဲ့လုံးဝcoverage ပေးတော့ပြီပေါ့နော်တော်တော်ဘယ်လိုပြောအရန်ကြီးမဲနစ်တာမဟုတ်ဘူးအချံထူထူကြီးမဟုတ်ဘူးဆိုတော့လုံးဝ coverage ပေးနိုင်တယ်ပေါ့နော်ကျမဒါလေးအရင်တုံးဖြစ်လိုက်တာကြောင့်ပြီးတော့ဒီ concealer လေးက Auto ကထုတ်ထားတဲ့ဟာဖြစ်ပါတယ်ကျမဒီဟာကိုတော်တော်လေးကြိုက်တယ်ဘာလို့လဲဆိုတော့ဒီဟာကလိမ့်လိုက်ပြီဆိုရင်ဖော့လေးနဲ့ပပလေးဖို့လိုက်ပြီဆိုရင်လုံးဝကိုယ်အသားရအောင်စမှုဖြစ်သွားလို့ခံစားရလို့ကျမအရန်ကြိုက်တယ်ဒါအရန်နူးညံ့နေပေါ့နော်အဲ့လိုထူထူကြီးမဟုတ်ပဲလုံးဝစမှုဖြစ်နေတော်အသားရကောင်းတဲ့တူတော့ဆိုတော်လေးအဆင်ပြေမလို့ကျမထင်တယ်ကြည့်လိုက်လုံးဝစမှုဖြစ်နေတာနော်ပြီးလို့ရှိရင်ဒီဘာနီလေးကတော့အရှိန်လေးကဝယ်ထားတာပဲဖြစ်ပါတယ်သူကတော့အရန်လိမ့်လို့ကောင်းတယ်ကျမအရန်ကြိုက်လို့အမြဲတမ်းနေ့တိုင်းလိမ့်ဖြစ်နေတဲ့ဟာပဲဖြစ်ပါတယ်ရှင်ကျမအခုကတော့မျက်ခုံးလေးစိုးပြပါမယ်မျက်ခုံးကတော့အရင်ဆုံးအဲ့လိုအမုံလေးနဲ့ပဲခြေတယ်ပေါ့နော်အမုံလေးနဲ့စိုးတယ်စိုးပြီးပြီဆိုမှကျမကတော့မျက်ခုံးစိုးတန်လေးနဲ့အနောက်ဘက်မှာနည်းနည်းစိုးပေးတာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ကျမအခုကမျက်ခုံးဆွဲတန်ချနေပါတယ်အမုံနဲ့ခြေပြီးပြီဆိုတော့ကျမမျက်ခုံးဆွဲရနဲ့အနောက်ဘက်လေးမှာပေါ့နော်အလဲရနဲ့စခြေလိုက်ပါတယ်ရှင်အလဲတော့ကလည်းနောက်ဘက်ကိုအဲ့လိုပုံကြအောင်ပုံတွင်းနေတဲ့အနေနဲ့ပေါ့နော်အဲ့ဒါခြေလိုက်ပါတယ်ရှင်အဲ့ဒါပါပဲရှင်ကျမမျက်ခုံးဆွဲတာကျတော့အရန်ကြီးဟိုဟာတွေပါညာမလုံနေတော့ဘူးเนาะကျမဒီလောက်ပဲပေါ့ပါလေးပဲဆွဲလိုက်ပါတယ်ဟုတ်ပါပြီရှင်ကျမကအခုတော့ eyeshadow ချဲပါမယ် eyeshadow ချဲတဲ့ချိန်မှာကျမကအသားရောင်တိတ်မကြတဲ့ဟာလေးမော်ရောင်နည်းနည်းဖတ်သွားတဲ့ဟာပေါ့နော်ကျမချဲပြထားပါတယ်အရန်ကြီးကောင်းကောင်းလေးမချေတော့ကျမအဲ့ဒါကျတခွန်းအပြင်မျက်ခွန်အခုလုံးကိုချေလိုက်တယ်ပေါ့နော်ပြီးရင်ကျမမျက်တောင်ကော့ပြီးမိသွားတယ်မျက်တောင်ကော့တယ်ကော့ပြီးမှပဲ mascara ဆိုးပါတယ်ရှင်ဒီဟာကတော့ mascara ကကျွန်တော်ရှော့ကဝယ်ထားတယ်ဒါပေမဲ့ဆိုးရတာအဆင်ပြေတယ်အဲ့ဒါကြောင့်ကျမဆိုးဖြစ်ပါတယ်ရှင်ဒီ mascara လေးလဲဆိုးဖြစ်ပါတယ်ကျမအရန်ကြီးမဆိုးတော့ဘူး eyeliner တော့မဆွဲတော့ဘူးเนาะဒီလောက်ပဲဆွဲမယ်ပြီးမှကျမကနာတန်လေးနည်းနည်းဖော်လိုက်မယ်ရှင်နာတန်နှာခေါင်းကနည်းနည်းပြရဲဆိုတော့နာတန်နည်းနည်းဖော်လိုက်မယ်အဲ့မှာကြည့်ကောင်းသွားပြီเนาะအဲ့လိုနာတန်ကလည်းပပလေးနဲ့အရန်ကြီးမထူအောင်ပေါ့เนาะခြေလိုက်ပါတယ်ရှင်ပြီးမှကျမအခု lip liner လေးလိမ့်တယ်အခု makeup look နဲ့လိုက်အောင်ပေါ့เนาะဒီအင်ဂျီအညိုလေးနဲ့လည်းလိုက်အောင် lip liner လေးဆွဲမှနည်းနည်းဖြီပေးလိုက်တယ်ဖြီပေးပြီးမှပဲကျမကပန်းနေနည်းနည်းထပ်လိုက်သေးတယ်ပေါ့เนาะအရန်ကြီးပါနေလို့ဆိုမှကျမအပြင်မှာနည်းနည်းထပ်လိုက်သေးတယ်ပြီးလို့ရှိရင်တော့ကျမကအဲ့ဒါနဲ့မပြီးသေးပါဘူးပန်းနေလိမ့်ပြီးရင် highlight လေးထည့်ပါတယ်ပါးကို highlight လေးထည့်တယ်အဲ့ဒါမှပိုပြီးမှကြွရတယ်ပေါ့နော်ကျမထင်ပိုပြီးမှကြွရတယ်အဲ့ဒါကြောင့်ကျမ highlight လေးထည့်ပါတယ်ပါးကိုထည့်တယ်နှာခေါင်းကိုထည့်တယ်အဲ့ဒါပါပဲရှင်အဓိကအဲ့ဒီပါးနဲ့နှာခေါင်းကိုကျမပိုထည့်ဖြစ်ပါတယ်ရှင်ပြီးရင်တော့နှာခမ်းကြီးလေးကြံသေးတယ်ဆိုတော့ကျမနှာခမ်းကြီးလေးစိုးလိုက်ပါမယ်ဒီဟာကတော့
lip gloss ပဲဖြစ်မယ်နော်နည်းနည်းဟိုလိုအထဲမှာ glitter နည်းနည်းပါတယ်ဒါပေမဲ့အရန်ကိုလိုက်ဖက်သွားတယ်ပေါ့နော်အဲ့လိုလေးလိုက်လာနေတဲ့အဲ့လို lip gloss လေးနဲ့တော်တော်လိုက်ဖက်တယ်ကျမကြုံတယ်ပြီးရင်ကျမကတော့ colorless powder လေးလိမ့်ပါတယ် powder လေးလိမ့်တယ်အစီနည်းနည်းပြန်တော့လေနော်အဲ့ဒါလိမ့်တယ်ပပလိမ့်ပြီးမှနောက်ဆုံးနေနဲ့ spray ဖြန်လိုက်ပါတယ်ရှင်ပြီးရင်လာပါပြီတဲ့ပြီးရင်တော့ဒါကတော့အကုန်လုံးပြီးသွားတဲ့ချိန်စပင်းနည်းနည်းချမှရိုက်ပြရတာဖြစ်ပါတယ်ရှင် no filter နော်ဘာမှမတုံးထားဘူးဒါတော့ကြည့်ရုပ်ရှိရှိနဲ့လှချင်လို့ဒီလိုလေးပြင်ဆိုင်ချင်နော်